မင်းကလေးတယောက်ဟာပတ်စံချွေတာဖို့အတွက်တရေချောက်တဲ့အိမ်တစ်လုံးကိုငှားခဲ့ပါတယ်။အိမ်ရှင်ကတော့သူမဘာမှမသိဘူးလို့ထင်နေတာပေါ့။သူကအဲ့ဒီအိမ်ကိုတစ်လဒေါ်လာ1000ဆိုတဲ့ဈေးကြီးပေးပြီးတော့ငှားချင်နေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီမင်းကလေးကဒီအိမ်ဟာလွန်ခဲ့တဲ့နှစ်တွေကလူတက်မှုဖြစ်ခဲ့တဲ့နေရာဆိုတာကိုထောက်ပြလိုက်ရုံတင်မကပဲအိမ်ရှင်ရဲ့သားဖြစ်သူမှလည်းတရေပူးနေတယ်လို့ပြောလိုက်ပါသေးတယ်။အဲ့ဒါကိုကြားလိုက်ရတဲ့အခါမှာတော့အိမ်ရှင်ရဲ့မျက်နှာပေးဟာချက်ချင်းပဲပြောင်းလဲသွားခဲ့ပါတယ်။သူကသူ့သားကိုကယ်တင်ပေးဖို့မင်းကလေးကိုအသေးအတန်တောင်းပန်ခဲ့ပြီးမင်းကလေးကလည်းတစ်လအိမ်လက်ခကိုဒေါ်လာ900အထိလျှော့ပေးမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့သဘောတူလိုက်တာပေါ့။အဲ့ဒီနောက်မှာတော့အိမ်ရှင်ဟာသူ့သားကိုထားတဲ့အခန်းထဲကိုမင်းကလေးကိုခေါ်သွားခဲ့ပါတယ်။မင်းကလေးကတကားကိုတွန်းဖွင့်ပြီးဝင်သွားခဲ့ကအိမ်ရှင်သားရဲ့နဖူးပေါ်ကိုမန်နန်အင်းပြချက်ချင်းပဲကပ်လိုက်ပါတော့တယ်။ပြီးတော့သူမကသူ့ကိုယ်ထဲကမကောင်းဆိုးဝါးကိုမောင်းထုတ်ဖို့အတွက်ဂါထာမန်နန်ရွတ်ဆိုလိုက်ပါတယ်။မင်းကလေးကိုကျေးဇူးတင်တဲ့အနေနဲ့အိမ်ရှင်ဟာသူ့သားကိုမင်းကလေးစီအနီရောင်စာအိတ်ကြီးကြီးတစ်ခုပေးခိုင်းခဲ့တာပေါ့။မင်းကလေးကတော့သူတို့ဟာအိမ်ကိုသူမစီဈေးပေါပေါနဲ့ငှားထားပေးပြီးသားမို့လို့ကျေနပ်နေပြီလို့ပြောကအဲ့ဒါကိုလက်မခံခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူတို့ပတ်စံဘယ်လိုရှာလဲဆိုတာကိုသူမကမေးလိုက်ပါတယ်။အိမ်ရှင်ရဲ့သားဖြစ်သူကလည်းသူမရဲ့စွမ်းရည်တွေနဲ့ဆိုရင်တေချာပေါက်လူကြိုက်များလာမယ်လို့ယုံကြည်တာကြောင့် live လွှင့်ပြီးဘေဒင်ဟောတာကိုစမ်းကြည့်ဖို့အကြံပြုခဲ့ပါတယ်။ဒါကြောင့်မင်းကလေးဟာအဲ့ဒီအကြံဉာဏ်ကိုလက်ခံပြီးတော့တစ်ခါဟောရင်ဒေါ်လာ1000တန်ဖိုးရှိတဲ့လက်ဆောင်တွေယူတဲ့သူမရဲ့ပထမဆုံး live ဘေဒင်ဟောခြင်းကိုစတင်လိုက်ပါတော့တယ်။ဒါပေမဲ့ကြည့်ရှုသူတွေကတော့မင်းကလေးရဲ့အသက်အရွယ်ကငယ်လွန်းတာကြောင့်တန်တရားဝင်ခဲ့ကြပြီးသူမတကယ်ပဲဘေဒင်ဟောတက်ရလားဆိုပြီးမေးခွန်းထုတ်ခဲ့ကြပါတယ်။ကျောင်းသူတယောက်ကသူမစီအဖိုးတစုံလက်ဆောင်ကိုပို့ပေးလိုက်တဲ့အထိဖြစ်သွားပြီးအဲ့ဒါကပဲသူမရဲ့ပထမဆုံးဘေဒင်ဟောခြင်းကိုစတင်စေခဲ့တာပေါ့။အဲ့ဒီကျောင်းသူလေးကသူမရဲ့အဖွားဖြစ်သူအသက်ဘယ်လောက်ထိအသက်ရှင်မလဲဆိုတာကိုသိချင်နေခဲ့တာပါ။အဖွားဖြစ်သူဟာအသက်90အထိအသက်ရှင်လိမ့်မယ်လို့မင်းကလေးကပြောလိုက်တဲ့အခါကျောင်းသူလေးကသူမအဖွားဟာအခုတောင်အသက်80ရှိနေပြီမို့နောက်ထပ်20တောင်ထပ်ရှင်ရအောင်မယ်ဆိုပြီးတွေးလိုက်ပါတယ်။အဲ့ဒါကိုကြားရတော့သူမကစိတ်ပြတ်ဒေါသထွက်သွားခဲ့ရပြီးအဖွားဖြစ်သူကိုစောစောတောင်တေးစေခြင်းမိသွားခဲ့တာပေါ့။အဲ့ဒီအချက်ဟာကျောင်းသူလေးကိုမိဘကျေးဇူးမသိတတ်သူလို့ဆွဆွဲကြတဲ့ online ပေါ်ကလူအများပြားရဲ့ဝေဖန်မှုကိုချက်ချင်းပဲဖြစ်ပေါ်စေခဲ့ပေမဲ့ကြည့်ရှုသူတွေကတော့ကျောင်းသူလေးဟာအဖွားဖြစ်သူကိုရေတိုက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။အဖွားဖြစ်သူကရေကအေးလုံးတယ်လို့ညှဉ်းညူပြီးသူမကိုရိုက်နှက်ဆဲဆိုခဲ့တာကြောင့်အဲ့ဒါကကျောင်းသူလေးကိုဖုံးကိုလက်ကကင်ရင်အခန်းထဲကနေထွက်သွားဖို့ဖိအားပေးတယ်လို့ဖြစ်စေခဲ့ပါတယ်။နောက်တော့သူမဟာအိမ်မှာနေတိုင်းနှိပ်စက်တာကိုခက်ခံနေရပြီးအဖွားဖြစ်သူကိုပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တက္ကသိုလ်မတက်ဖို့မိသားစုကဖိအားပေးတာခံနေရတယ်လို့ဖွင့်ဟခဲ့ပါတယ်။ကျောင်းသူလေးရဲ့အခြေအနေကိုသိရှိသွားပြီးနောက်မှာတော့မင်းကလေးဟာသူမရဲ့မျက်နှာတွင်ပြင်ကလက်ရှိအခြေအနေနဲ့ကိုက်ညီမှုမရှိတာကိုသတိပြုမိသွားပြီးသူမဟာအဲ့ဒီမိသားစုရဲ့သမီးရင်းမဟုတ်ဘူးလို့ပြောလိုက်ပါတော့တယ်။ကျောင်းသူလေးကသူမရဲ့အဖွားဖြစ်သူကိုချက်ချင်းပဲမေးမြန်းခဲ့ရအဖွားဖြစ်သူဟာဖိအားပေးခံရတာကြောင့်လွန်ခဲ့တဲ့နှစ်တွေကဆေးရုံတစ်ခုကနေသူမကိုခိုးယူခဲ့တာပါဆိုပြီးဝန်ခံခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲသူမရဲ့မွေးစားမိဘတွေဟာအခန်းထဲကိုပြေးဝင်လာပြီးဖုန်းကိုမြေပြင်ပေါ်လွှင့်ပစ်လိုက်တာကြောင့် live လွှင့်ချိတ်ဆက်မှုဟာပြတ်တောက်သွားခဲ့ရပါတယ်။ကြည့်ရှုသူတွေကတော့အဲ့ဒီကျောင်းသူလေးဒုက္ခရောက်သွားမှာကိုစိုးရိမ်ခဲ့ကြပြီးမင်းကလေးရဲ့ဘေဒင်ဟောချက်ဟာတိကျမှန်ကန်တယ်လို့စတင်ယုံကြည်လာခဲ့ကြတာပေါ့။အခြားတစ်ဖက်မှာလည်းပျောက်ဆုံးနေတာကြားပြီးဖြစ်တဲ့သမီးဖြစ်သူကိုလိုက်ရှာနေတဲ့ချမ်းသာတဲ့လင်မယားနှစ်ယောက်ကဒုတိယအကြိမ်ဘေဒင်ဟောခြင်းကိုစတင်ဖို့အတွက်မင်းကလေးစီလက်ဆောင်တစ်ခုပို့ပေးခဲ့ပါတယ်။ဥက္ကဋ္ဌအမျိုးသမီးကသူမရဲ့သမီးဟာ18နှစ်တိုင်ပျောက်ဆုံးနေခဲ့တာလို့ပြောလိုက်တဲ့အခါမှာတော့မင်းကလေးဟာတွက်ချက်ကြည့်လိုက်ပြီးသူတို့ရဲ့သမီးဟာပြီးခဲ့တဲ့အကြိမ်ကချိတ်ဆက်ခဲ့တဲ့ကျောင်းသူလေးပဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဥက္ကဋ္ဌကြီးဟာတနက်နဲ့ပြစ်ခတ်ခံခဲ့ရတာကြောင့်ကြည့်ရှုသူတွေကမင်းကလေးဟာချမ်းသာတဲ့လင်မယားကိုလိန်ညာနေတာလို့တန်တရားဝင်ပြီးမယုံနိုင်စရာကောင်းတယ်လို့ထင်မြင်ခဲ့ကြပါတယ်။အဲ့ဒီလင်မယားကလည်းသူမကိုလိန်လေသူတယောက်လို့ထင်ပြီးချိတ်ဆက်မှုကိုဖျက်တောက်တော့မဲ့အချိန်မှာပဲမင်းကလေးကသူတို့သမီးရဲ့မွေးဖွားခဲ့တဲ့ဆေးရုံနဲ့မွေးနေ့တက္ကရာကိုဖွင့်ဟပြောပြလိုက်ပါတယ်။ဒါအပြင်သူတို့သမီးကိုပေးခဲ့တဲ့ဘိုးဘွားပိုင်ကြောက်စိမ့်ဆွဲသီးလေးဟာအခုချိန်မှာမွေးစားမိဘတွေစီမှာစပွဲချီတောက်ကိုခုဖို့အတွက်အသုံးပြုခံနေရတယ်ဆိုတာကိုပါပြောပြလိုက်ပြီးမင်းကလေးကသူတို့သမီးအကြောင်းဒီလောက်ထိအများကြီးသိနေတာကိုမြင်တွေ့ခဲ့ရတာပါ။အဲ့ဒီလင်မယားနှစ်ယောက်ဟာသူမကိုယုံကြည်သွားခဲ့ကြပါတယ်။သူတို့ဟာသမီးဖြစ်သူကိုပြန်ခေါ်လာဖို့အတွက်မွေးစားမိဘတွေရဲ့အိမ်စီကိုချက်ချင်းပဲအပြေးလွှားသွားခဲ့ကြပါတော့တယ်။အဲ့ဒီအချိန်မှာတော့သူတို့ရဲ့သမီးလေးဟာမွေးစားမိဘတွေနဲ့အဖွားဖြစ်သူတို့ရဲ့ဖိအားပေးခြင်းကိုခံနေရယုံတင်မကပဲဘေဒင်ဟောခပေးဖို့အတွက်အိမ်ကပတ်စံကိုခိုးယူခဲ့တယ်ဆိုပြီးပါဆွဆွဲခံနေရတာပါ။အဲ့ဒီပတ်စံတွေဟာအမိုက်ကောက်ရာကနေရလာတာပါလို့သူမကအခိုင်အမာပြောနေပေမဲ့လည်းမွေးစားမိဘတွေကတော့သူမကိုအပြစ်ပေးခြင်းနေတော့မှဖြစ်ပါတယ်။အရေးကြုံလာတဲ့အဲ့ဒီလိုအဆုံးအဖြတ်ချိန်မှာပဲချမ်းသာတဲ့လင်မယားနှစ်ယောက်ဟာအချိန်ကိုက်ချက်ချင်းရောက်ရှိလာခဲ့ပါတော့တယ်။